เคล็ดลับไก่ทองป้ามะลิอันดีจิมะลิရဲ့ကြကြော်ရဲ့လျှို့ဝှက်ချက်နိုင်ဆွိုင်းလိกๆที่มีเดรำไรနေအောင်ဖြော့လေးကြနေတဲ့လမ်းကြားလေးထဲမှာมีร้านขายไก่ทอดเล็กๆของป้ามะลิอันดีมะลิရဲ့ကြကြော်ဆိုင်တေးလေးတစ်ခုရှိရဲ့ป้าไม่ได้ขายแค่ไก่แต่ขายเสียหัวเราะและเคล็ดลับทองคำที่สืบทอดมาอันดีကကြကြော်ပဲရောင်းတာမဟုတ်ပဲနဲ့ဒီမောတဲ့နေနဲ့တူတူမျိုးရိုးဆက်ဆက်လက်ဆင့်ကမ်းလာတဲ့လျှို့ဝှက်ချက်တွေကိုပါရောင်းနေတာဖြစ်တယ်။ทุเช้าป้ามะลิจะจุดเตาและเตรียมเครื่องเทศမနက်တိုင်းမှာအန်ဒီမလီကမီးဖို့မီးမွေးပြီးတော့မှဟင်းခါမွေးကြိုင်တွေကိုပြင်ဆင်တယ်။မီးဖရစ်ထိုင်တာเกลือทะเลและแน่นอนขมิ้นမယုတ်ကောင်းနေစားရီနောက်တစ်ခုကတော့နှနွေးမုတ်တွေဖြစ်တယ်ခမင်းตัวโปรดของป้าနှနွေးကအန်ဒီမလီအကြိုက်ဆုံးဟင်းခမ်းမွေးကြိုင်ဖြစ်တယ်ไม่ใช่แค่เครื่องปรุงแต่ความรักที่แท้จริงคือความใจเย็นလျှို့ဝှက်ချက်ကတော့ဟင်းခမ်းမွေးကြိုင်နေပဲမဟုတ်ဘူးသူမရဲ့စိတ်ရှိတီးခံမှုတွေပဲဖြစ်တယ်กังรอคอยให้ไก่ซึมซับรสชาติจนถึงคั่วกระดูกဟင်းခမ်းမွေးကြိုင်နေရဲ့အရာတွေကိုကြက်ယူတဲ့ထိစိတ်ဝင်သွားအောင်စောင့်ခြင်းကသူမရဲ့စိတ်ရှိတီးခံမှုဖြစ်တယ်หลังฉายตัวน้อยของป้ามะลิชึ่งรุ่งอันดีมะลิရဲ့ညီလေးရဲ့နာမည်ကတော့รุ่งလို့ခေါ်တယ်เขาชอบมานั่งดูป้าทำงานသူကအန်ဒီလောက်တာကိုလာထိုင်ကြည့်ရတာကိုကြိုက်နေတဲ့တယ်รุ่งอยากรู้ความรักทุกอย่างที่ทำให้ไก่ทอดอร่อยที่สุดในโลกรุ่งကကဘာပေါ်မှာရတာကောင်းဆုံးဖြစ်စေတဲ့ကြက်ကြော်ရဲ့လျှို့ဝှက်ချက်အားလုံးကိုသူသိချင်နေခဲ့တယ်ป้าครับทำไมเราต้องรอด้วยอันดีကျွန်တော်တို့ဘာလို့စောင့်ရမှာလဲทอดเลยไม่ได้หรอจอไล่ลูกไม่ยาวล่ะรู้ถังพลังชะโงกหน้ามอนไก่ที่หมักอยู่รุ่งကစိန်ထားတဲ့ကြက်သားကိုလှမ်းကြည့်ပြီးတော့မှမေးလိုက်တယ်ป้ามะลิหัวเราะเบาๆอันดีมะลิကဖြည်းဖြည်းလေးရီလိုက်ပြီးတော့ไก่ทอดที่อร่อยที่สุดต้องเรียนรู้กังรอควายเหมือนท้องฟ้าเจ้ารุ่งให้เครื่องเทศได้บอกเล่าเรื่องราวของมันအရာအကောင်းဆုံးကြကြော်ဖြစ်ဖို့ဆိုရင်ကောင်းကင်ကြီးလိုပဲစောင့်ဆိုင်တက်ရမယ်ဟင်းခက်မွေးကြိုင်တွေကိုလည်းသူတို့ရဲ့အကြောင်းတွေကိုပြောပြပေးရမယ်ဆိုပြီးတော့မှပြောလိုက်တယ်เมื่อถึงเวลาอันสมควรป้ามะลิก็ลงมือทอดจอว่าချိန်တက်လာတဲ့ခါမှာတော့အန်ဒီကကြက်သားကိုစပြီးတော့မှကြော်လိုက်တယ်น้ำมันร้องเดือดส่งเสียงสู้ซ่าสีကလည်းပဲပူလာပြီးတော့မှအတက်နေထွက်လာတယ်ไก่ลงไปในกระทะและเริ่มเปลี่ยนเป็นสีทองကြက်သားကိုတွေကိုထည့်လိုက်တဲ့အခါမှာတော့တဖြည်းဖြည်းနဲ့ရွှေရောင်ပြောင်းလာခဲ့တယ်กลิ่นหอมฟุ้งกระจายไปทั่วทั้งซอยဝင်းပြက်တဲ့ရနန်းကလမ်းကြားတစ်လျှောက်လုံးကိုပြန့်နှံ့သွားတယ်กลิ่นของความกรอบความเผ็ดอ่อนๆและความรักจากป้ามะลิအရီရနန်းတွေကတော့ကျွေရရနန်းတွေရဲ့စစ်ပြင်းပြင်းရတာရဲ့အနက်တွေနဲ့အန်ဒီမလီရဲ့ချစ်ချင်းမြတ်တာတွေပဲဖြစ်တယ်รุ่งหยิบชิ้นแรกขึ้นมาด้วยความระมัดระวังรุ่งကပထမဆုံးကြကြော်တုံးကိုတတိထားပြီးတော့မှယူလိုက်တယ်เขาเป่าเบาๆแล้วกัดเข้าไปသူကဖြည်းဖြည်းလေးမှုန်းလိုက်ပြီးတော့မှကိုက်လိုက်တယ်เสียงกรุบดังชัดเจนและรสชาติก็ตึงไปหมดกรุบဆိုတဲ့တဲ့လေးထွက်ပြီးတော့အရသာကပါးစပ်တစ်ခုလုံးကိုပြည့်နှက်သွားခဲ့တယ်นี่แหละเคล็ดลับของทองคำของป้ามะลิยิ้มอันนี้เรียกว่าจะกะဒါပဲဆိုပြီးတော့မှ
ပြုံးပြီးတော့မှပြောလိုက်တယ်ไม่ใช่แค่คำมิ้นแต่คือความรักและความอดทนในทุกชั้นตอนနနွင်းတစ်မျိုးလည်းမဟုတ်ဘူးနော်အစစ်နိုင်မှာထည့်ထားတဲ့ချစ်ချင်းမေတ္တာနဲ့စိတ်ရှိမှုကတကယ်လို့ဝက်ချက်ပဲဆိုပြီးတော့မှပြောလိုက်တယ်ဒီလိုပုံမြင်လေးတွေကိုနားထောင်ရတာကြိုက်နေတဲ့ဆိုရင်တော့ like and share လေးလုပ်ဖို့မမေ့ပါနဲ့နော်နောက်ထပ်ဗီဒီယိုမှာထပ်တွေ့ကြရအောင်နော်စวัสดีค่ะ